ဘာလို့ငါမေးတာတခုမှမဖြေရတာလဲသူ့ကိုအပေါ်ကနေကြောက်တုံးတွေနဲ့ဖိထားလိုက်စမ်းတခါတော့ကဟိမဝနာတောင်တန်းထဲမှာမော်အစွမ်းရှိတဲ့ရသေးတစ်ပါးရှိပါတယ်အဲ့ဒီရသေးကြီးကထက်မြက်တယ်လို့ရိုးသားပြူစင်ပြီးတော့တကူလည်းကြီးပါတယ်ရသေးကြီးပြောသလိုလည်းတကယ်ဖြစ်လာတတ်ပါတယ်ရသေးကြီးမှာတီဟသူဆိုတဲ့တပည့်တယောက်ရှိပါတယ်ဆရာရသေးဘာလို့ခေါ်တာလဲအရေးကြီးလို့လားဗျငါမင်းကိုအရေးတကြီးမှားဆရာရှိလို့ငါရဲ့စကားကိုသေချာနားထောင်ပါငါ9ရက်တရားထိုင်ရမယ်ငါ့ကိုနောက်ဆက်မပေးမိပါစေနဲ့ငါပြောတော့နားလေလားနားလေပါတယ်ဆရာရသေးကျွန်တော်9ရက်ကြာပြီးမှပြန်လာပါမယ်ကောင်းတယ်မင်းလည်းလေ့ကျင့်ဆရာရှိတာတွေလေ့ကျင့်ထားလိုက်ပါအဲ့ဒီချိန်မှာတော့ပါရဏသီပြည်မှာဘုရင်တပါထီးနှန်းစိုးဆန်ကအုပ်ချုပ်နေပါတယ်မနှက်ဖြန်အတွက်အစင်းသင်းဖြစ်ပြီလားငါသမီးတော်ပါခေါ်ပြီးဒါရလှပရီဟိမဝနာတောင်တန်းဘက်ကိုသွားမယ်မှန်မဘရင်ကြီးအစင်သင်ဖြစ်နေပါပြီအဲ့ဒီအချိန်မှာတော့မိဖုရားကြီးနဲ့သမီးတော်စုတေဝေတို့ကမနှက်ပြန်ကြရင်ဟိမဝနာတောင်တန်းဘက်ကိုသွားဖို့ပြင်ဆင်နေပါတယ်သမီးတော်ဘာတွေတွေးနေရလဲကွယ်သမီးတော်ကိုကြည့်ရတာမျက်နှာလည်းမကောင်းသလိုပဲမနှက်ပြန်ကြရင်သမီးတော်ရဲ့ခမဲတော်ကဟိမဝနာတောင်တန်းဘက်ကိုစိတ်ပန်းဖြေဖို့ခေါ်သွားလိမ့်မယ်သမီးတော်အခုလိုခရီးထွက်မှစိတ်လှုပ်ရှားနေလို့ပါမယ်တော့စိတ်ထဲမှာလည်းတမျိုးခံစားနေရတယ်ဖြစ်နိုင်ရင်သမီးမလိုက်သွားချင်ဘူးသမီးတော်ရဲ့ဒီအတွက်တော့စိတ်မပူပါနဲ့တော်တဲ့တောင်နဲ့သွားရင်စိတ်ကြည်လင်လန်းဆန်းမှာပါနောက်တနေ့မနက်စောစောမှာတော့ဘရင်ကြီးကသူ့ရဲ့သမီးတော်လေးကိုပါရဲမက်တွေနဲ့တူဟိမဝနာတောင်တန်းဘက်ကိုထွက်လာကြပါတယ်မင်းသမီးလေးကတော့အခုလိုတခါမှအပြင်ကိုမသွားလာဘူးပါဘူးဒါကြောင့်မြင်တွေ့နေရသမျှအရာအလုံးကအထူးဆန်းတဲ့ပွဲဖြစ်နေပါတယ်အိုးအရန်လာတာပဲမောင်တော်အခုလိုတောအုပ်လေးတွေကိုခီးထွက်လာတာစိတ်ကြည်နူးဖို့ကောင်းလိုက်တာမိဖုရားကြီးသဘောကျ냐လားနောက်တစ်ခါငါတောထွက်လေတဲ့ခါတိုင်းမင်းတို့ပါတူတူခေါ်သွားမယ်မင်းသမီးလေးကတော့စိတ်လှုပ်ရှားနေပြီးစိတ်ထဲမှာကြောက်နေမိတယ်လို့ခံစားနေရပါတယ်သူကတော့တောအုပ်လေးတွေကိုပထမဆုံးချိန်ရောက်ဖို့တာလည်းဖြစ်ပါတယ်အဲ့ဒီလိုနဲ့အရှိခက်လန်းလန်းကိုရောက်လာတော့အပင်ကြီးတစ်ပင်အောင်မှာတရားအားထုတ်နေတဲ့ရသိကြီးစီကိုရောက်လာပါတယ်အိုးအတင်ကဘာတူလဲဘယ်ကနေလာလဲဘာလို့တောတဲ့ဒီနေရာမှာတယောက်တည်းထိုင်နေရလဲရသိကြီးကတော့တမာတိရနေတဲ့ချိန်ဖြစ်တာကြောင့်ဘုရင်ကြီးမေးတာကိုမကြားရပါဘူးဘုရင်ကြီးကထက်ခါမေးနေပေမဲ့ရသိကြီးကဘာမှပြန်မဖြေတာကြောင့်ဘုရင်ကြီးကစိတ်ဆိုးလာပါတယ်။ "तू ကဘာတူလဲငါကောင်းကောင်းမေးနေတာမဖြေဘူးတော်တော်အတင်ရဲပါလား။ဒီနောက်မှာတော့ဘုရင်ကြီးကအောက်ကိုဆင်းလိုက်ပြီးသူ့ရဲ့ရဲမက်တွေကိုပြောလိုက်ပါတယ်။ "तू ကရုံးမာတဲ့သူပဲငါမေးတာဘာမှမဖြေဘူး။ငါတိုင်းပြည်ကိုမင်းလို့အုပ်ချုပ်နေတဲ့ရှင်ဘုရင်ပဲနည်းနည်းလေးတောင်ကြောက်မသွားပါလား။ဟေးအတင်ကဘာလို့ဘာမှပြန်မပြောတာလဲ။ဘုရင်တပါကြွလာနေတာကိုကယူမဆိုင်တဲ့ပြင်မေးနေတာလည်းပြန်မဖြေဘူး။အခုထိလည်းမင်းကဘာမှမပြောသေးဘူး။အတင်ကိုမေးနေတာဘာလို့ပြန်မဖြေတာလဲပြောပါ။တဲ့အတင်ရဲလိုက်တာငါအကြောင်းမသိသေးဘူးနဲ့တူတယ်။အဲ့ဒီအချိန်မှာပဲအရန်ကိုဒေါသထွက်နေတဲ့ဘုရင်ကြီးကရသိကြီးကိုခြေထောက်နဲ့ကန်လိုက်ပါတယ်။ရသိကြီးလည်းချက်ချင်းပဲမြေပေါ်လဲကျသွားပါတယ်။ဒီနောက်မှာတော့ဘုရင်ကြီးကသူ့ရဲ့ရဲမက်တွေကိုရသိကြီးရဲ့ကိုယ်ပေါ်မှာကြောက်တုံးတွေနဲ့ဖိထားလိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဘုရင်ကြီးရဲ့အမိန့်တိုင်းပဲရဲမက်တွေကကြောက်တုံးတွေများကြီးနဲ့အပေါ်ကနေဖိထားလိုက်ကြပါတယ်။ကောင်းတယ်။ဒါမင်းအတွက်သင်ခန်းစာပဲ။ငေါ့မလေးမစားလို့တဲ့မိုက်မဲတဲ့သူနဲ့ထိုက်တန်တဲ့အပြစ်ပဲ။တော်တော့ပါပြီမောင်တော်ရဲ့ဒီကနေအမြန်သွားကြရအောင်ပါ။မိဖုရားကြီးကတော့ဒီကိစ္စတွေပြန့်နှံ့သွားမှစိုးရိမ်နေပါတယ်။ကောင်းပြီလေငါတို့ဒီကနေနန်းတော်ပဲပြန်ကြတာပေါ့။မှန်လားပါဘုရင်ကြီး။ဒီနောက်မှာတော့ဘုရင်ကြီးကသူ့ရဲ့ရဲမက်တွေနဲ့တူနန်းတော်ကိုပြန်လာခဲ့ကြပါတယ်။မင်းသမီးလေးကတော့စောရသိကြီးကိုတနာနေပါတယ်။ခဏရက်ကြာတော့ရသိကြီးလည်းပြန်တတိယလာပါတယ်။ရသိကြီးကတော့သူတတိယလာချင်းမှာပဲနာကျင်မှုခံစားလိုက်ရပြီးသူ့ရဲ့ခန္ဓာကိုယ်အနှံ့မှာလည်းတန်ရာတွေရထားတာသိလိုက်ရပါတယ်။အိုးငေါ့နာကျင်စေတဲ့သူတွေလည်းဒီကြောက်တုံးတွေလိုဖြစ်ပါစေ။ရသိကြီးကအခုလိုပြောလိုက်ပြီးတိတ်မကြမီမှာပဲနန်းတွင်းထဲမှာရှိနေတဲ့သူတွေအားလုံးကတဖြည်းဖြည်းနဲ့ကြောက်ရွံ့အဖြစ်ပြောင်းလဲသွားပါတယ်။နန်းတော်ထဲမှာအခုလိုဖြစ်သွားတာကိုသိလိုက်ရတဲ့တိုင်းသူပြည်သားတွေကတော့နန်းတွင်ထဲကတော်ဝင်မိသားစုအတွက်စိုးရင်သွားကြပြီးအမျိုးမျိုးဆူတောင်းနေကြပါတယ်။အိုးဖေဟာတော်ဝင်မိသားစုအရင်လိုပြန်ပြီးတော့ဖြစ်လာပါစေ။ဘာအမားတွေလုံးမိလို့များအခုလိုဖြစ်လာရတာလဲ။ငါတို့ရဲ့ဘုရင်ကြီးအရင်လိုပဲပြန်ဖြစ်လာပါစေ။ဟိမဝနာတောင်တန်းမှာရှိနေတဲ့ရသိကြီးကတော့ကြောက်တုံးတွေကြောင့်သူ့ရဲ့ခန္ဓာကိုယ်မှာတန်ရာပြင်းထန်စွာရသွားပါတယ်။
ရသိကြီးကသူ့ကိုယ်သူလည်းအသက်မရှင်နိုင်တော့ဘူးဆိုတာကိုသိလိုက်ပါတယ်။ဒါကြောင့်ရသိကြီးကသူ့မသိဆုံးမီနောက်ဆုံးအနေနဲ့အမစကားပြောဖို့အတွက်တီဟသူခေါ်လိုက်ပါတယ်။ဆရာရသိဘာလို့အခုလိုဖြစ်ရတာလဲ။ဘသူတွေကများအခုလောက်ထိလောက်ခဲ့ကြတာလဲ။ခန္ဓာကိုယ်အနှံ့မှာလည်းတန်ရာရနေပါလား။သူတို့အခုသွားရှာမယ်။မင်းသူတို့သွားရှာနေစရာမလိုတော့ပါဘူး။ဒီနေ့ပဲငါလှုပ်လိုက်ပါပြီ။မင်းကရိုးသားတဲ့သူပါ။ငါမရှိရင်ကောင်းကောင်းမွန်မွန်နေရခဲ့ပါ။မင်းကငါရဲ့စွမ်းအားတွေပေးခဲ့မယ်။ပြီးတော့မင်းရဲ့ဖူးစာရှင်ကဘီရင်ကြီးရဲ့သမီးတော်ပဲ။မင်းငါပြောတာနားလဲလား။နားလဲပါတယ်ဆရာရသိ။အခုသူတို့ကကြောက်ရွံ့တွေဖြစ်သွားကြပြီ။သူတို့ကငေါ့နာကျင်အောင်လုပ်ခဲ့ကြတယ်။ဒါကြောင့်သူတို့ကအခုလိုကြောက်ရွံ့တွေဖြစ်ကုန်တာပဲ။မင်းတယောက်ပဲသူတို့ကိုကယ်တင်နိုင်လိမ့်မယ်။မင်းသူတို့ကူညီပေးရမယ်။သူတို့ကူညီပေးနိုင်ဖို့နှစ်တရာစောင့်ပါ။ဆရာရသိနှစ်တရာထိဘလို့နေနိုင်မှာလဲ။မင်းစိတ်မပူပါနဲ့။ဤမော်နာတောင်တန်းရဲ့တနေရာမှာမော်တရက်သေးရှိတယ်။မင်းအဲ့ဒီတရက်သေးကိုလိုက်ရှာရမယ်။အဲ့ဒီတရက်သေးကိုစားရင်ငယ်ရွယ်နှုတ်ပြိုစေတယ်။မော်တရက်သေးကနှစ်များစွာကြာမှတစ်လုံးသာသီးတယ်။မင်းရဲ့ငယ်ရွယ်မှုနှစ်တရာထိန်းထားနိုင်ပါတယ်။ဒီတရက်ပင်ကိုရှာမတွေ့တော့မင်းတို့ကဲတင်နိုင်မှာမဟုတ်ဘူး။နားလိုက်ပါပြီဆရာရသိ။ဆရာရသိပြောသလိုလုပ်ပါမယ်။ဒီနောက်မှာတော့ရသိကြီးကတီဟသူကိုသူ့ရဲ့အစွမ်းတွေပေးလိုက်ပြီးလန်တစ်ချောင်းကိုပါပေးလိုက်ပါတယ်။ငါပေးရဲ့စီကိုရေနဲ့ရောပြီးကြောက်ရွံ့ဖြစ်နေတဲ့သူတို့ရဲ့ကိုယ်ပေါ်လောင်းချလိုက်ပါအရှင်အတိုင်းလူသားအသွင်ပြောင်းလဲသွားပါလိမ့်မယ်အဲ့ဒီအစွမ်းထက်လှန်ကတော့ကိုကာကွယ်ဖို့အသုံးပြုပါကောင်းပါပြီဆရာရသိဒီနောက်မှာတော့ရသိကြီးကတီဟသူကိုမော်ပစက်တစ်ခုပေးလိုက်ပါတယ်အဲ့ဒီအစွမ်းတွေကထုံးလင်းနေတဲ့နေမင်းတောင်မခံနိုင်ပါဘူးချက်ချင်းပဲတိမ်တွေဖုံးသွားပါတယ်အဲ့လိုပြောပြီးနောက်တော့ဆရာရသိလည်းဆုံးပါသွားခဲ့ပါတယ်တီဟသူကတော့ဆရာဖြစ်သူရဲ့အလောင်းကိုကောင်းမွန်စွာပဲနီးတဲ့ကြိုပေးလိုက်ပါတယ်။တီဟသူကအားလုံးပြီးသွားတော့ပါရဏတိပြည်ကိုအရင်ဆုံးဦးတည်လာခဲ့လိုက်ပါတယ်။တီဟသူကတော့လမ်းလေးအတိုင်းခက်သွက်လာခဲ့ပြီးတနေရာရောက်မှတော့ရက်ပြီးဆွတ်တောင်းလိုက်ပါတယ်။မင်းသားတကယ်ငါရဲ့ဖူးစာရှင်ဆိုရင်မင်းတို့အားလုံးငါကယ်တင်ပေးနိုင်ပါစေ။တီဟသူကအချိန်ခဏကြာတော့နန်းတော်စီကိုရောက်လာပါတယ်။အိုးနန်းတော်တော့ရောက်လာပြီ။ငါအမြန်သွားတွေ့ရမယ်။တီဟသူကနန်းတော်ရောက်လာခဲ့ပေမဲ့ကျဲမက်တွေကသူ့ကိုဝင်ခွင့်မပေးပါဘူး။မင်းကဘာတူလဲမင်းကိုဝင်ခွင့်မပြုဘူး။အဲ့ဒီအချိန်မှာတော့တီဟသူကချက်ချင်းပဲဆူတောင်းလိုက်ပါတယ်။မင်းသမီးလေးကတကယ်ပဲငါရဲ့လက်တွဲဖော်ဆိုရင်စေတီသုံးစုကငါရဲ့အရှိကိုရောက်လာပါစေ။တီဟသူကအခုလိုဆူတောင်းလိုက်တော့ကောင်းကင်ကြီးကလဲမှောင်သွားပြီးလူရဲလာပါတယ်။ခဏကြာတော့နန်းတွင်ထဲကစေတီသုံးစုကချက်ချင်းပဲတီဟသူရဲ့အရှိမှာဘွားကနေပေါ်လာပြီးကြောက်ရွံ့ဖြစ်နေတဲ့မင်းသမီးလေးလည်းတီဟသူရှိရာကိုသူ့အလိုလိုရောက်လာပါတယ်။တီဟသူလည်းမင်းသမီးလေးကိုကြည့်ပြီးတော့ပြောလိုက်ပါတယ်။မင်းတို့အားလုံးငါကယ်တင်ပေးနိုင်ဖို့ကြိုးစားမယ်။ငါတို့နှစ်တရာပြည့်ပြန်ဆောင်ကြမယ်။ငါခုတော့ဤမဝနာတောင်တန်းရဲ့တနေရာမော်တရက်တီကိုသွားရှာလိုက်မယ်။အဲ့ဒီချိန်ထိမင်းငါ့ကိုစောင့်နေပေးပါ။ခဏနေတော့မင်းသမီးလေးကပျောက်ကွယ်သွားပြီးခက်လန်းလန်းမှာရှိနေတဲ့စေတီသုံးစုပါပျောက်ကွယ်သွားပါတယ်။တိုင်းသူပြည်သားတွေကတော့တီဟသူရဲ့အံအားသင့်ဖွယ်အစွမ်းတကူကိုမြင်တွေ့လိုက်ရပြီးတီဟသူကိုသူတို့တိုင်းပြည်မှာအုပ်ချုပ်ဖို့အတွက်တောင်းဆိုခဲ့ကြပါတယ်။တီဟသူကတော့ဒါကိုညှင်းပယ်ခဲ့ပါတယ်။ကျွန်တော်အခုလိုတောင်းဆိုတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့အခုကအဆင်သင့်မဖြစ်သေးပါဘူး။ကျွန်တော်ပြန်လာခဲ့ပါမယ်။ဒီနောက်မှာတော့တီဟသူကမော်တရက်တီကိုရှာဖို့အတွက်တောအုပ်လေးတဲ့ကိုထွက်လာခဲ့လိုက်ပါတယ်။မော်တရက်တီကိုရှာတွေ့ဖို့ကတော့မလွယ်ကူပါဘူး။အဲ့ဒီတရက်ပင်ကိုဘလူးကစောင့်ပြီးလူသားတွေမမြင်တွေ့နိုင်ပါဘူး။တီဟသူကတော့မော်တရက်တီကိုမတွေ့မချင်းနှစ်ပေါင်းများစွာရှာဖွေနေခဲ့ပါတယ်။ဒီနေ့မှာတော့တီဟသူကဘလူးတွေရှိတဲ့နေရာစီကိုရောက်လာပါတယ်။ဘလူးတွေကတီဟသူကိုမြင်လိုက်ရတာနဲ့စတင်တိုက်ခိုက်ကြပါတယ်။ခဏချင်းအတွင်းမှာကောင်းကင်ကမဲမောင်သွားပြီးလေပြင်းတွေကတိုက်ခတ်လာတယ်။ပြီးတော့ဘလူးတွေကကြောက်တုံးတွေနဲ့လှမ်းပြီးတော့ပြစ်ပေါက်ပါတယ်။ဒါပေမဲ့တီဟသူရဲ့လက်ထဲမှာကင်ထားတဲ့အစွမ်းထက်လှန်ကချက်ချင်းဆိုသူတို့ဖျက်ဆီးလိုက်ပြီးသူ့ကိုထိခိုက်အောင်မလုပ်နိုင်ခဲ့ပါဘူး။ဘလူးတွေရဲ့တိုက်ခိုက်မှုကနေလွတ်မြောက်ခဲ့ပါတယ်။အကိုကြီးသူကတိုက်ခိုက်မှုတွေအကုန်ကာကွယ်နိုင်တယ်။ကြည့်ရတာတာမန်လူမဟုတ်ဘူး။ဟုတ်တယ်။ဒါပေမဲ့နောက်တနည်းတော့ကြံပါသေးတယ်ကွာ။ငါတို့သူ့မာယာနဲ့လှည့်စားရမယ်။ဘလို့လောက်ပြီးတော့လှည့်စားမှလဲအကိုကြီး။ဟာငါတို့အခုမိန်းကလေးတွင်ပြောင်းကြမယ်ဟေ့။အဲ့ဒီချိန်မှာတော့ဘလူးနဲ့ကောင်ကချက်ချင်းပဲချုံမောလှပတဲ့မိန်းကလေးတယောက်ဖြစ်ပြောင်းလဲလိုက်ကြတယ်။အခုသူ့လှည့်စားလို့ရပြီမင်းနွတ်နွတ်နောင်နေပါလာငါနောက်ကိုလိုက်ခဲ့ဘလူးတွေကတီဟသူကို
ချောမောလှပတဲ့မိန်းကလေးတွေနဲ့လှည့်စားဖို့ကြိုးစားကြတယ်။တီဟာသူကသူ့ရဲ့ခလက်လက်မှာရှိနေတဲ့မိန်းမလလေးတွေစီကိုသွားလိုက်ပြီးသူရှာနေတဲ့မှော်တက်တဲ့အကြောင်းကိုမေးကြည့်ပါတယ်။ဒါပေမဲ့မိန်းမချောလေးနှစ်ယောက်ကသူ့နဲ့ပျောပရေလောက်ဖို့ကြိုးစားနေပါတယ်။တီဟာသူကတော့လုံးဝစိတ်ဝင်စားပါဘူး။ရိုးသားတဲ့တီဟာသူကတော့မိန်းကလေးနှစ်ယောက်ကိုအမြဲမောင်းထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲချက်ချင်းဆိုသလိုမိန်းကလေးအဖြစ်ကနေကြောက်စရာကောင်းတဲ့ဘလူးကြီးအဖြစ်ကိုပြောင်းလဲသွားတယ်။ဘလူးနှစ်ကောင်ကချက်ချင်းပဲသူတို့ဖုံးကွယ်ထားတဲ့မော်တရက်ပင်ကိုပြလိုက်ပါတယ်။တီဟာသူကတော့သူ့ရဲ့အစွမ်းနေနဲ့မော်တရက်တီကိုယူလိုက်ပြီးအဲ့ဒီနားမှာပဲတဲလေးတစ်လုံးကိုဖမ်းနေကမော်တရက်တီကိုစားလိုက်ပါတယ်။တီဟာသူကတော့ပါရဏတိကြီးကိုအမြန်သွားပြီးတော့ကြောက်ရွံ့ဖြစ်နေတဲ့မင်းသမီးလေးကိုအမြန်ကယ်တင်ပေးချင်နေပါတယ်။ခဏကြာတော့တီဟာသူလည်းတော်လန်းလေးဖြတ်လျှောက်လာခဲ့ပါတယ်။ခလန်းလန်းကိုရောက်တော့တီဟာသူကသူ့ရဲ့ခါမှာမော်ဆေးရည်ကမရှိတော့တာကိုတတိထားမိသွားပါတယ်။အိုးရသိကြီးပေးထားတဲ့မော်ဆေးရည်ဘူးကဘယ်ကိုရောက်သွားတာလဲ။အိုးမဖြစ်ပါဘူး။တဲလေးစီကိုပြန်သွားရမယ်။တီဟာသူကတဲလေးစီကိုပြန်လာလိုက်ပြီးပြန်ရှာကြည့်လိုက်ပါတယ်။ဒါပေမဲ့မော်ဆေးရည်ထည့်ထားတဲ့ဘူးကိုရှာမတွေ့ပါဘူး။အကြောင်းကတော့ဘလူးနှစ်ကောင်ကသူ့စီကနေမော်ဆေးရည်ဘူးယူပြီးတော့ချောင်းလေးထဲကိုပြစ်ချလိုက်လို့ပဲဖြစ်ပါတယ်။ဘလူးတွေပြစ်ချလိုက်တဲ့မော်ဆေးရည်ဘူးကိုတော့ငါးတစ်ကောင်ကမြုပ်ချလိုက်ပါတယ်။အဲ့ဒီငါးချက်ချင်းပဲပူလောင်လာတာကြောင့်ငါးလက်အပေါ်ကိုအမြင်ကူးခတ်လာခဲ့ပြီးနာကျင်မှုတွေကိုမခံနိုင်တော့တဲ့ဆုံးခုံရင်းနဲ့ပဲတစ်ဖက်ကမ်းပေါ်ကိုရောက်သွားပါတယ်။အဲ့ဒီချိန်မှာတော့ငါးကနေချက်ချင်းပဲကြံ့အစ်စ်ကိုပြောင်းလဲသွားတယ်။အဲ့ဒီချိန်မှာတော့တီဟာသူကတောအုပ်လေးရဲ့တနေရာကိုရောက်ရှိလာပါတယ်။တီဟာသူကတောလန်းလေးအတိုင်းခတ်သွက်သွားရင်းနဲ့ခလန်းလန်းကိုရောက်လာတော့ရသေးတူရဲ့တဲချောင်းလေးစီကိုရောက်လာပါတယ်။တဲလေးထဲမှာရှိနေတဲ့ရသေးကတော့မလုံမရှက်နဲ့တရားအားထုတ်နေတာပါ။ရသေးကသူနေတဲ့တမားလေးကြောင့်ဖြစ်ပျက်သမျှကိုသိပါတယ်။တောအုပ်လေးထဲမှာကြံ့တကောင်သွားလာနေတာကိုအာယုံထဲမှာမြင်လိုက်ရပြီးရသေးရချက်ချင်းပဲတီဟာသူနန်းတော်စီကိုသွားရောက်ရမှာအထောက်ကိုဖြစ်ဖို့အတွက်ကြံ့ကိုဖမ်းယူကထိန်ထိန်ထားလိုက်ပါတယ်။ရသေးကြီးကဖြစ်ပျက်သမျှကိုကြိုတင်သိနေပါတယ်။ခဏနေတော့မျက်လုံးဖွင့်ကြည့်လိုက်ပြီးတီဟာသူပြောလိုက်ပါတယ်။မင်းကရိုးသားဖြူစင်ပြီးရဲစွမ်းတတိရှိတဲ့သူပဲမင်းမကြမီကျိန်ဆောင်ခြေဖြတ်နိုင်တော့မှာပါအခုချိန်ကတင့်တော်တဲ့အချိန်ကောင်းမယ်ရသိကြီးကဖြစ်ပျက်သမျှကိုသိညာလားမင်းရဲ့မော်ဆေးရည်ဘူးကိုဘလူးတွေကယူပြီးချောင်းလေးထဲကိုပြစ်ချလိုက်တယ်အဲ့ဒီဆေးရည်ဘူးကိုငါမြုပ်ချလိုက်တယ်နာကျင်လို့ငါလည်းကမ်းပေါ်ရောက်လာပြီးကြံအဖြစ်ပြောင်းလဲသွားတာပဲမော်ဆေးရည်ဘူးကကြံရဲ့ဝမ်းပိုက်ထဲမှာရှိနေတယ်မင်းကကြံကိုစီးပြီးတော့နန်းတော်အမြန်သွားလိုက်ပါနန်းတော်ရောက်ရင်မော်ဆေးရဘူးကိုထောက်ပြီးသူတို့အားလုံးကိုအရှင်အလိုလူသားအဖြစ်ပြောင်းလဲပေးလိုက်ပါငါပြောတော့နားလေလားနားလေပါတယ်ရသေးကြီးဂျေဆုများတက်ပါတယ်ဒီနောက်မှာတော့တီဟာသူလည်းကြံ့ကိုစီကနန်းတော်စီကိုအမြန်လာခဲ့လိုက်ပါတယ်သူရောက်လာတဲ့အချိန်မှာတော့ဒီညောင်ရှာလို့မတွေ့တော့ပါဘူးနှစ်ပေါင်းများစွာကြာပြီးဖြစ်တာကြောင့်အရာအလုံးကပြောင်းလဲနေပါတယ်ဒီနောက်မှာတော့တီဟာသူကအရင်အချိန်လေးကိုပြန်ရောက်ဖို့အတွက်ဆုတောင်းလိုက်ပါတယ်တီဟာသူရဲ့ဆုတောင်းမှုကြောင့်ပဲအရင်ကခြေနေကိုပြန်ရောက်သွားပြီးနန်းတော်ကသူ့ရဲ့ရှေ့မှာဘွားကနေပေါ်လာသလိုသူရောက်နေတဲ့ပတ်ဝန်းကျင်ကလည်းချက်ချင်းပဲပြောင်းလဲသွားခဲ့ပါတယ်။အရာအလုံးကအရှင်တိုင်းပြန်ဖြစ်လာတော့တီဟာသူလည်းကြောက်ရွံ့ဖြစ်နေတဲ့မင်းသမီးလေးကိုမော်စိရင်နဲ့ငကိုတိုင်းပြန်ဖြစ်လာအောင်ပြန်လုပ်ပေးလိုက်ပါတယ်။အခုဆိုရင်နန်းတွင်ထဲကကြောက်ရွံ့ဖြစ်နေတဲ့သူတွေအားလုံးရသေးကြီးပြောခဲ့တဲ့စကားကနေပြန်လဲလွတ်မြောက်သွားပြီဖြစ်ပါတယ်။ဘရင်ကြီးကလည်းအကြောင်းစုံသိလိုက်ရတာနဲ့တီဟာသူကိုကျေးဇူးတင်သွားသလိုသူ့ရဲ့အမားတွေပေါ်မှာလည်းနောင်တတွေရသွားပါတယ်။ဒီနောက်မှာတော့ဘရင်ကြီးကသူ့ရဲ့သမီးတော်လေးကိုတီဟာသူနဲ့လက်ထပ်ပေးခဲ့ပြီးသူ့ရဲ့ထင်းနဲ့အရာကိုဆက်ခံစေခဲ့ပါတယ်။တီဟာသူကတော့မင်းသမီးလေးစုတေဝေနဲ့တူတူပျော်ပျော်ရွှင်ရွှင်နေထိုင်လာခဲ့ပြီးကျိုင်းသူပြည်သားတွေအပေါ်မှာတရားသဖြင့်အောက်ချုပ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ပရိသတ်တွေအားလုံးပဲအခုလိုမျိုးထိုင်းဘာသာပြန်ဇာတ်လမ်းတွေသဘောကျရဲဆိုရင်တော့ကျမတို့ရဲ့ Lady SLS Channel လေးကို Subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။အမတို့ရဲ့ SLS HD Channel လေး error မရှိတော့ဘူးဆိုရင်တော့ SLS HD Channel မှာလည်းဇာတ်လမ်းတွေကိုတင်ပေးပါမယ်။ SNS ကတော့ရော SLS HD Channel ရောအခု Lady SLS Channel ကိုအားပေးနေတဲ့ပရိသတ်တယောက်မကျန်ကျေးဇူးများတက်ပါတယ်ရှင်။အားပေးနေတဲ့ပရိသတ်အားလုံးကျေးဇူးတက်ပါတယ်ရှင်။ဇာတ်လမ်းကောင်းတွေများစွာတင်ဆက်ပေးနိုင်ဖို့လည်းကြိုးစားနေပါတယ်။အကောင်းဆုံးတင်ဆက်ပေးနိုင်ဖို့လည်းကြိုးစားနေပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Bye bye